သနာအရေးဟုချစ်မြတ်နိုးတဲ့အရှင်တိတ်ခဆရာကိုညမဖတ်ပေးအများအကျိုးအတွက်သာမြင့်မြတ်စိတ်ထားကုသိုလ်ပွားကစာနာငဲ့ညာတနာပရာဟိတနှလုံးသားနေဆရာသာသနာရွှေရောင်လင်းငယ်လေးဒီတခါနှလုံးသားလာတဲ့အရှင်တိတ်ခဆရာတတိညာတိုင်မြိုက်ဦးခိုက်ပါသည်ဖယားဘာသာရေးသာသနာရေးဟုချစ်မြတ်နိုးတဲ့အရှင်တိတ်ခဆရာကိုညမဖတ်ပေးအများအကျိုးအတွက်သာမြင့်မြတ်စိတ်ထားကုသိုလ်ပွားကစာနာငဲ့ညာတနာကပရာဟိတနှလုံးသားနေဆရာအရှင်သိက္ခာဆရာတတိသားသမီးတွေအပေါ်မှာနာသုံးနာနဲ့ကြည်ဝါတဲ့ဆရာသူသည်ဆုံးမလန်းပြခဲ့တာရှားကြီးလေတော့ဤလူဘဝမှာဒါနအထောက်ကြီးစူစီ